ဒီနေ့ထောပတ်ခရမ်းသီးလေးကိုမီးဖုတ်ပြီးတော့တုပ်စားကြရအောင် roast ကတော့အလွယ်တကူ air fryer လေးနဲ့ပဲဖုတ်လိုက်တယ်အရင်ဆုံးခရမ်းသီးလေးအတွင်းတိုင်းထိနူးအောင်လို့ဓားလေးနဲ့အရှည်လေးဖြတ်ပြီးတော့ air fryer ထဲမှာထည့်လိုက်ပါမယ်ဒီနေရာမှာ air fryer မရှိလို့ရှိရင်လည်း air fryer အစား microwave ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်စကားလေးနဲ့တင်ပြီးတော့မီးပေါ်မှာတင်ဖုတ်လဲရပါတယ်ရှင် fryer နဲ့ဆိုလို့ရှိရင်တော့မိနစ်20လောက်ဖုတ်လိုက်လို့ရှိရင်တော့ရပါပြီရှင်ခရမ်းသီးမီးဖုတ်ထားတာလေးတွေရပြီဆိုလို့ရှိရင်တော့အခွန်လေးတွေကိုတင်လိုက်ပါမယ်ရှင်အခွန်တင်ပြီးရင်တော့ချက်သွန်ဒီပပလှီထားတာလေးတွေကိုထည့်လိုက်မယ်နန်းနန်းပင်လေးထည့်လိုက်မယ်နောက်ပြီးငရုတ်သီးစိမ်းမြေပဲထောင်းထားတာလေးနဲ့စားလေးနည်းနည်းတွားပြီးဆိုလို့ရှိရင်တော့နှံ့ဆက်အောင်လို့ရောသမမှွေလိုက်လို့ရှိရင်အရန်ကိုစားကောင်းတဲ့ခရမ်းသီးမီးဖုတ်တုပ်ကလေးရပါပြီရှင်နှမ်းလေးတွေကိုပါထည့်လိုက်ပါမယ်ရှင်ဒီခရမ်းသီးတုပ်နည်းလေးကစီလဲလုံးဝမပါပါဘူးတပွဲလုံးကိုမှ192ကယ်လိုရီပဲရှိလို့ဝေးချနေတဲ့သူတွေအတွက်အထူးသင့်တော်တဲ့အတုပ်ကလေးပဲဖြစ်ပါတယ်